rồi càng có nhìn nó bà đi lâu đúng rồi càng có mẹ thêm bí đó để trả lâu đi lâu chả ta ta na ba akha ma rồi càng có bộ trẻ rồi bị xe đi lâu chả đấy miêu miêu sụt đau là đi lâu để sụt pan là đi lâu đểအဲ့ဒါတွေလုံးယုံနဲ့ကံကောင်းနိုင်သလားဒီကနေ့ခေတ်မှာတောင်မှပဲကံကောင်းခြင်းတဲ့ပုဂ္ဂိုလ်ကလက်ကောင်းတဲ့အရာတွေကိုအဆောင်အဖြစ်အသုံးပြုနေကြသေးတယ်စဉ်းစားကြည့်ရမှာဖြစ်တယ်ကံကောင်းခြင်းတို့အဆောင်ကောင်းတွေလုပ်ကြတယ်နာမည်ကြီးဖျားပထိုးတွေတွားပြီးတော့အမျိုးမျိုးဖုံဖုံလုပ်ကြတယ်ရိစိတ်တာတို့ဆုတောင်းတာတို့ပန်းလူတာတောင်ရိုးရိုးပန်းမဟုတ်ပဲနဲ့ပေရင်ဆရာညွှန်းတဲ့ပန်းမျိုးနဲ့လှူထမ်းကြတာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကံကောင်းခြင်းလို့လုပ်နေကြတာဟာဘာတွေလုပ်ကြတော့ဆိုကံကောင်းလိမ့်မယ်လို့ယူဆပြီးယုံကြည်ပြီးတုံးနဲ့တူမတူတဲ့အလုပ်တွေလုပ်ကြတယ်အဲ့တော့တုံးနဲ့တူမတူဘူးဆိုရဲကံကောင်းခြင်းရဲ့အကြောင်းဟာမတူညီဘူးဖြစ်နေမတူသည့်အတွက်ကြောင့်တယောက်လုပ်တာမှားရင်နောက်တယောက်လုပ်တာမှန်အလုံးအောင်မမှန်နိုင်ဘူးဖြစ်တယ်ဘာလို့ဆိုလူတိုင်းဟာကံမကောင်းကြအဲ့တော့ဘုရားဝါဒဝင်သူတော်စင်တွေအနေနဲ့ဒီကနေ့မြတ်စွာဘုရားဟောကြားဆုံးမတဲ့ပိဋကတ်3 သွဲနိကေ9 ပြာဓမ္မခန္ဓာပေါင်း 8400 ဆိုတာမြန်မာပြည်မှာထင်ရှားရှိတော့မှဖြစ်တယ်မိမိတို့ကိုယ်တိုင်လည်းဗုဒ္ဓသရဏဂစ္ဆာမိဓမ္မသရဏဂစ္ဆာမိဆိုပြီးဘုရားတရားတန်ခါရဏ3 ပါးကိုစိတ်ကကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဖြစ်ပြီးသည့်အတွက်ကြောင့်ကံကောင်းခြင်းဘာလို့ရမလဲမြတ်စွာဘုရားဘာတွေဟောထားတယ်ဆိုတာသိရှိနားလည်ဖို့အမတန်မှအရေးကြီးအဲ့ဒါမသိဘဲနဲ့မှန်းပြီးတော့ကံကောင်းလို့ကံကောင်းညာအဆောင်ကောင်းတွေရှာပြီးတော့လုပ်နေကြတာတကယ်ရောကံကောင်းနိုင်သလားကံကောင်းလို့ရှိရင်တော့မဆိုးဘူးပေါ့သို့တော့တကယ်ကံကောင်းနိုင်သလားဆိုတာဘဝမှာအာမခံချက်ပေးနိုင်တယ်ရှိမရှိအသိဉာဏ်နဲ့ဆုံးဖြတ်ကြအောင်ဖြစ်တယ်ဆိုတော့ကံကောင်းခြင်းနဲ့ကံကောင်းရင်အဆောင်ကောင်းလေးဆောင်လိုက်ရင်ကံကောင်းလာမယ်လို့ထင်ကြတယ်အဆောင်ကောင်းလေးဆောင်တာနဲ့ကံကောင်းနိုင်ပါမလားဆုတောင်းကြတယ်ဆုတောင်းရုံနဲ့ကံကောင်းနိုင်ပါမလားအဲ့တော့ဒီအဆောင်ကောင်းကိုဘယ်သူကပေးတာတုံးဆိုပေးတဲ့ဆရာလည်းရှိတယ်အဲ့ဒါဆိုလို့ရှိရင်သူကရောပေးတဲ့လူကရောတကယ်ကံကောင်းနေသလားမေးဖို့လိုတယ်လေအဆောင်ကောင်းတွေပေးတဲ့ပုဂ္ဂိုလ်ကရောတကယ်ကံကောင်းသူဟုတ်ကလားနော်ဆရာကိုယ်တိုင်ကတည်တတ်တယ်ဆိုရင် तू ကမသေးအောင်ကုနိုင်တယ်ဆိုတာဖြစ်နိုင်ပါမလားဖြစ်နိုင်ဘူးလေအဲ့တော့အဆောင်ပေးတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကရောကံကောင်းနေသလားဆိုစဉ်းစားဆုတောင်းရုံနဲ့ကံကောင်းနိုင်သလားလို့ဆိုတာစဉ်းစားကြည့်မယ်ဆို तू လည်းဆုတောင်းမှာပဲငါလည်းဆုတောင်းမှာအဲ့တော့ဆုတောင်းလို့ကံကောင်းမယ်ဆိုလူတိုင်းကံကောင်းကြမှာပဲဒါအားလုံးကဆုတောင်းကြမှာဟောမြတ်စွာဘုရားဟောထားတဲ့မဂ္ဂင်၈ ပါးတရားဆိုတာနိဗ္ဗာန်ထိအောင်ပို့ဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်လူလောကမှာလည်းပဲကံကောင်းမှုအတွက်ထောက်ကူတွေအများကြီးဖြစ်စေတယ်ဒီလိုဆိုလို့ကံကောင်းမှုဆိုတာအလွယ်လေးနိဗ္ဗာန်ရဖို့သာခက်တာနိဗ္ဗာန်တောင်ပို့ဆောင်နိုင်တဲ့အကြောင်းတရားသည်ကံကောင်းမှုဆိုတဲ့အကျိုးလောက်ကတော့အသာလေးဖြစ်နေပြုလုပ်တာသမွေးဝါညောင်းလုပ်တာကြိုးစားတာအထောက်တာတတိရှိတာစိတ်တည်ငြိမ်မှုရှိတာဒီ၈ ခုနဲ့ဖွဲ့စည်းထားတာကိုမက္ခလမ်းကြောင်းလို့ဆိုလို့ရတယ်ပေါ့အဲ့ဒီလမ်းကြောင်းကြီးကနေသွားရမယ်လို့လောကမှာတန်တရားဥက္ကတောင်လွတ်စေတတ်တဲ့ဒီလမ်းကြောင်းဟာကံကောင်းဖို့ရာအတွက်ကတော့အသာကလေးဖြစ်နိုင်တဲ့လမ်းကြောင်းပဲလို့အဲ့တော့မြတ်စွာဘုရားကဒီလိုလမ်းကြောင်းဖွင့်ပြပြီးမှန်ကန်တဲ့တရားတွေကိုအိန္ဒိယနိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း2600 ကျော်ကဟောပြောခဲ့တယ်ဟောပြောလို့မြတ်စွာဘုရားဟောပြောချက်အတိုင်းလိုက်နာဆောင်ရွက်ကြသည့်အတွက်ကြောင့်ကံကောင်းသွားကြတဲ့ပုဂ္ဂိုလ်တွေအများကြီးကံဆိုးရာကနေကံကောင်းသွားဆိုပါစို့ပဒါစာရီအကြောင်းအလုံးသိကြတယ်သူလောက်ကံဆိုးတာပဲရှိဘူးလေသူလောက်ကံဆိုးတာပဲရှိတောကြီးမြက်မဲခရီးသွားလာတဲ့အချိန်မှာလူမမဲအရွယ်သားကလေးတယောက်အာကိုရတဲ့လင်းယောက်ျားနဲ့အတူလာအဲ့ဒီမှာလမ်းမှာပဲမီးဖွာတဲ့အချိန်ကလည်းတကယ်ကိုမိုးကအကြီးကျယ်ရွာနေမိုးခိုကြမရှိဘူးတစ်ပင်အောက်မှာသူကိုယ်တိုင်ကကြောကိုမိုးဆုပ်ခံပြီးကလေးမိုးမစော့အောင်ထိမ့်သိမ်းဆောက်ရှောက်နေရတဲ့အနေအထားမျိုးစဉ်းစားကြည့်ပေါ့အဲ့ဒီအချိန်မှာချမ်းလို့မီးလုံမိုးရာအတွက်ထင်းအချောက်ရဖို့ဆိုမတန်ခဲနေလေထင်းချောက်သွားခွေတာမမြင်မကန်းနဲ့မဟောက်ကထွက်ပြီးကိုက်လိုက်တဲ့အခါသေဆုံးသွားယောက်ျားသေဆုံးသွားလူမမဲကလေးလေး2 ယောက်နဲ့သူ1 ယောက်ထဲတော်ထဲမှာတ
တညာလုံးအဲ့ဒီကနေပြီးတော့ကလေးနှစ်ယောက်လက်ဆွဲပြီးညကရွာထားတဲ့မိုးကအလွန်ကြီးတော့ချောင်းရည်ကကြီးနေတယ်အစိရဝတီမြစ်ဆိုတာတခဏပဲရေရှိတဲ့မြစ်ပဲအဲချောင်းရည်ကိုဖြတ်ကူးတဲ့အခါမှာလူမမဲသားကလေးကိုပွေ့ချပြီးဟိုဘက်ရောက်အောင်ပို့ပြန်လာတဲ့အချိန်မှာမွေးပြီးကစားကလေးဆိုနီနီရဲရဲသေးသေးလေးသားတစ်ထင်ပြီးတော့စွန်ကဝဲနေရကနေထိုးဆင်းပြီးတော့ချီတယ်ကိုကလည်းမြစ်လက်ကောင်ရောက်နေပြီဆိုတော့မောင်းမွေရခက်သွားအဲ့ဒီမှာအော်ပြီးတော့မောင်းရကနေဟိုတစ်ဖက်ကမ်းမှာစောင့်နေတဲ့သားသူခေါ်တဲ့ထင်ပြီးရေတဲ့အဆင်းလိုက်ရေတဲ့ပါသွားလမ်းမှာအာကိုရမဲ့သူ့ရဲ့အမျိုးသားသိဆုံးသွားတယ်စိတ်နှလုံးဖြည့်ပေးနိုင်တဲ့သားလေးနှစ်ဦးကလည်းပဲတဦးကစွန့်ချီသွားပြီတဦးကရေတဲ့ပါသွားဟောသူတယောက်တည်းရှိသွားလူဘဝကြုံရတာတွေကိုပြောပြတာနော်ကိုယ်တိုင်ခံစားရရင်ဘယ်လိုနေမလဲစဉ်းစားကြည့်အဲ့ဒီတော့သူ့ဘဝမှာခံစားလို့စိတ်ဖြည့်စရာဆိုလို့အိမ်မှာအမေရဲ့ဖေးရဲ့မောင်လေးရဲ့ရှိသေးတယ်သို့တော့လမ်းမှာတွေပဲသတင်းဆိုကြားရတယ်ညကလေကြီးမိုးကြီးကြပြီးတိုက်ပြိုကြလို့အမေလည်းဆုံးအဖေလည်းဆုံးမောင်လေးလည်းဆုံးဆိုတဲ့သတင်းကြားကဲရင်ထဲမှာဆုတ်တက်သွားပြီးသူဟာတောကဖြစ်သွားအဲ့ဒီတောကကြောင့်ယူသွားတာတောကုံမတ္တကလို့ခေါ်တယ်တောကကြောင့်ယူတာတိကျပြလို့ယူတာမဟုတ်ဘူးတောကကြောင့်ယူသွားတဲ့ပတာစာတွေဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာပြေချောင်းမြတ်စွာဘုရားမြင်လိုက်တာနဲ့မြတ်စွာဘုရားနဲ့အခုလိုဒီလိုတရားပွဲကြီးထဲမှာသူကရောက်လာပြီးဘုရားရှိအနာထီအောင်ရောက်လာတော့လူတွေကမဝင်ဖို့တားတယ်ဒါပေမဲ့လို့သူကဘုရားနာထီရောက်လာအဝတ်ကမပါဘူးမြတ်စွာဘုရားကကရုဏာတရားမေတ္တာတရားအကျဉ်းမေတ္တာဖြန့်ကျက်ထားတဲ့နှလုံးသားရှိတဲ့စကားနဲ့တတိထားပါလို့ပြောလိုက်တဲ့စကားနားထဲဝင်သွားတဲ့အခါသူတောကလေးဟာရော့ကျသွားအဲ့ဒီအချိန်မှာတတိပြန်ရလာတော့လောကကြီးမှာရှိသမျှနေရာတွေအားလုံးနဲ့လူမျိုးလုံးနဲ့သက်ဆိုင်တဲ့ဆိုတဲ့မြတ်စွာဘုရားရဲ့စကားရှင်းပြတဲ့တရားစကားကိုနားထောင်ရင်အသိဉာဏ်တွေဖြစ်လာတယ်ဟုတ်တာပဲအတယောက်တည်းမှမဟုတ်တာတလောကလုံးဟာအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့နေကြတာစဉ်းစားတတ်လားစဉ်းစားဉာဏ်ကမှတောကကိုဖယ်နိုင်တာဖြစ်တယ်အဲ့ဒီချိန်မှာသူတောကရောကျသွားပြီနောက်ဆုံးမှာယဟန်ဘဝရောက်သောတပန်ဖြစ်တရားဆက်ကျင့်တော့ယဟန္တာမဖြစ်သွားတယ်လမ်းစဉ်မှန်ကန်တဲ့အမြင်တွေ့လိုက်တဲ့အခါမှာကံဆိုးတဲ့ပတ္တစာရီဟာကံကောင်းသူမှဖြစ်သွား